မင်္ဂလာပါ no wonder ကိုသုံးပြီးတော့ English စာကြောင်းတိဆောက်နည်းလေးကိုပြောပြပေးမယ်ဒီစာလုံးလေးရဲ့အဓိပ္ပာယ်ကမဆိုထားပြီးအောင်အော်စရာမရှိပါဘူးအထွေထူးပြောစရာမရှိဘူးမထူးဆန်းပါဘူးလို့အဓိပ္ပာယ်ရပါတယ်အဲ့ဒီအဓိပ္ပာယ်ဆောင်ခြင်းလဲဆိုရင် English တို့ကစာကြောင်းနှစ်ကြောင်းတိဆောက်မှာအဓိပ္ပာယ်ပြည့်စုံတာဖြစ်ပါတယ် no wonder ပါတာတစ်ကြောင်းရဲ့မပါတဲ့အဖြစ်ပိုက်တစ်ကြောင်းရဲ့နှစ်ကြောင်းတိဆောက်မှာအဓိပ္ပာယ်ရှိတယ်ဥပမာပြောကြည့်မယ်နော်ဘယ်လိုစာကြောင်းလို့လဲဆိုတော့မင်းက English ကိုတွတ်တွတ်လက်လက်မပြောတတ်တာလည်းမဆန်းပါဘူးမင်းကအရေးပဲလေ့ကျင့်တာကိုဒီလိုအဓိပ္ပာယ်မျိုးဆောင်ချင်တာဆိုနှစ်ကြောင်းပြောမှအဓိပ္ပာယ်ပြည့်စုံတယ်မင်း English တွတ်တွတ်မပြောတာလည်းအော်စရာမရှိပါဘူးမဆန်းပါဘူးအော်စရာမရှိပါဘူးပြောစရာမရှိပါဘူး no wonder တင်ဒီ English တွတ်တွတ်မပြောတတ်ဘူးတင်ဒီမပြောတတ်ပါ English ကိုတွတ်တွတ်လက်လက် you cannot speak English တွတ်လက်တော့က fluent တွတ်လက်လက်ဆိုတာတွတ်လက်ဆို fluently you cannot speak English fluently you can't speak English fluently ရှိကအော်စရာမရှိပါဘူးဆို no wonder တဲ့ no wonder you can't speak English fluently မင်းကအရေးပဲလေ့ကျင့်တာကိုဒါတော့ကြောင်းနော်တင်ဒီလေ့ကျင့်ဒီအရေးတာလေ you practice only writing you practice only writing အဲ့တော့မင်းက English ကိုတွတ်တွတ်မပြောတတ်တာလည်းမဆန်းပါဘူးမင်းကအရေးပဲလေ့ကျင့်တာကို English လို့ပြောမယ်ဆိုရင် no wonder you can't speak English fluently you practice only writing နောက်ထပ်မြန်မာလိုထပ်ပြီးစဉ်းစားကြည့်မယ်ဘာစကားလွတ်သွားတာလည်းမပြောနဲ့အောင်ကျွန်တော်ကအမြဲတမ်းနောက်ကျတာဘာစကားလွတ်သွားတာလည်းမဆန်းပါဘူးလေကျွန်တော်ကအမြဲတမ်းနောက်ကျတာဘာစကားလွတ်တာလည်းအထွေထူးပြောစရာမရှိပါဘူးလေကျွန်တော်ကကိုနောက်ကျတာကဲဒီစာကြောင်းကိုတိဆောက်မယ်ဆိုရင်စာကြောင်းနှစ်ကြောင်းဖြစ်ပါတယ်ပထမတစ်ကြောင်းကဘာစကားလွတ်သွားတာလည်းမပြောနဲ့အောင်မဆန်းပါဘူးလေကဲဒီစာကြောင်းကိုကြည့်မယ်မဆန်းပါဘူးလေ English က no wonder ဘာစကားလွတ်သွားတာ miss ဘာစကား bus လွတ်တဲ့လူကဘာတူလဲကျွန်တော်ကလွတ်တာကျွန်တော်ကပဲနောက်ကျတာ subject က I subject ကိုသတိထားတော့မြန်မာစာကြောင်းတွေမှာ subject က understood ဆိုတော့ဖျောက်ပြီးပြောတယ် English မှာထည့်ရတယ်နော် subject ထည့်ရမယ် I subject ကအဲ့တော့ကျွန်တော် bus ကလွတ်သွားတယ် I miss the bus bus ကလွတ်တာလည်းမဆန်းပါဘူးလေ no wonder I miss the bus ဒါတစ်ကြောင်းပြီးသွားပြီနောက်တစ်ကြောင်းကကျွန်တော်ကအမြဲတမ်းနောက်ကျတာကို late လို့ခေါ်တယ် verb လား adjective လား adjective နောက်ကျတော့အဲကြောင့်နောက်ကျတယ်ပြောချင်း ms verb to be နဲ့တွဲရမယ်နော်အဲကျွန်တော်နောက်ကျတယ် I am late am ထည့်ရတယ် adjective မလို့နော်အမြဲ always I'm always late အဲ့တော့ bus ကလွတ်တာလည်းမဆမ်းပါဘူးလေကျွန်တော်ကဝင်ပြနောက်ကျလာ no wonder I miss the bus I'm always late no wonder I miss the bus အဲ့တော့ no wonder ပါတဲ့စာကြောင်းဒီစာကြောင်းနှစ်ကြောင်းမှာအရှိကလာရမယ်အနောက်ကလာရမယ်လို့အသေးမသတ်မှတ်ထားပါဘူးပြောလို့ရပါတယ်ဘယ်လိုပဲဖြစ်စေနောက် no wonder နဲ့ပြောတဲ့အခါမှာဒါကြောင့်ကိုလို့လည်းဘာသာပြန်လို့ရပါတယ် I'm always late no wonder I miss the bus ကျွန်တော်အမြဲတမ်းနောက်ကျတယ်ဒါကြောင့်လည်း bus ကလွတ်တာကိုသဘောပေါက်မယ်ဆိုရင်ခြေပေးထားတဲ့မြန်မာစာကြောင်းလေးတွေကို English လို့ဖြည့်ကြည့်လို့ရပါတယ်နော်